အခုလက်ရှိအမေရိကန်ပြည်အောင်စုမှာကမ္ဘာငြိမ်းချမ်းရေးအတွက်လမ်းလျှောက်ကြွချင်နေကြတဲ့ဗုဒ္ဓဘာသာယဟန်တော်တွေအကြောင်းကတကယ်ကိုစိတ်ဝင်စားဖွယ်ကောင်းပြီးတော့ကြီးညိုဖွယ်ကောင်းတဲ့လုပ်ရတစ်ခုလည်းဖြစ်ပါတယ်။ဒီခီးစဉ်ကိုတော့ World for All Peace ဆိုပြီးတော့နာမည်ပေးထားပြီးတော့ကမ္ဘာငြိမ်းချမ်းရေးအတွက်လမ်းလျှောက်ခြင်းလို့မြန်မာလိုအဓိပ္ပာယ်ရပါတယ်။ခီးစဉ်ရဲ့အဓိကရည်ရွယ်ချက်ကတော့ကမ္ဘာတစ်ဝန်းမှာဖြစ်ပွားနေတဲ့စစ်ပွဲတွေချုပ်ငြိမ်းဖို့လူသားချင်းစာနာထောက်ထားမှုနဲ့မေတ္တာတရားပွားများစေဖို့တဘာပတ်ဝန်းကျင်ထိန်းသိမ်းဆောက်ရှောက်ရေးကိုတတိပြုမိစေဖို့မတူညီတဲ့ဘာသာတရားတွေနဲ့လူမျိုးစုတွေကြားတားဆာတာဖြစ်စေဖို့စတဲ့ရည်ရွယ်ချက်တွေနဲ့လမ်းလျှောက်ကြွချီနေကြတာဖြစ်ပါတယ်။အခုလိုမျိုးငြိမ်းချမ်းရေးအတွက်လမ်းလျှောက်ကြွချီတဲ့ခီးစဉ်ဟာဘာသာရေးရနေတာမကပဲလူမှုရေးနဲ့ကမ္ဘာလုံးဆိုင်ရာအမြင်ရပါအကျိုးကျေးဇူးတွေအများကြီးရရှိနိုင်ပါတယ်။နောက်ထပ်ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေကိုအပိုင်းလိုက်ခွဲပြရမယ်။နံပါတ်1ငြိမ်းချမ်းရေးသတင်းစကားကိုဖြန့်ဝေခြင်းဒီခီးစဉ်ရဲ့အကြီးမားဆုံးအကျိုးကျေးဇူးကတော့ကမ္ဘာတဝန်းမှာစစ်ပွဲတွေပဋိပက္ခတွေဖြစ်နေချိန်မှာအကြမ်းမဖက်ခြင်းnon-violentမေတ္တာတရားတန်ဖိုးကိုလူတွေသတိပြုလာမိအောင်လှုံ့ဆော်ပေးနိုင်ရပါလမ်းလျှောက်ရင်းနဲ့ဖြတ်သန်းသွားတဲ့မြို့ရွာကလူတွေဟာငြိမ်းချမ်းရေးအတွက်ပြန်လည်စဉ်းစားမိကြပါတယ်။နံပါတ်2ဘာသာပေါင်းစုံချစ်ကြည်ရေးဆရာတော်တွေကလမ်းခီးတစ်လျှောက်မှာဗုဒ္ဓဘာသာဝင်တွေမခါပဲနဲ့ခရစ်ယာန်အစ္စလမ်ဟိန္ဒူစတဲ့ဘာသာပေါင်းစုံကလူတွေဘုရားကျောင်းတွေနဲ့တွေ့ဆုံကြပါတယ်မတူညီတဲ့ဘာသာတရားတွေကြားမှာနားလည်မှုပိုရလာစေပါတယ်။ဘာသာတရားတိုင်းရဲ့ဘုံညီမှန်းချက်ဟာငြိမ်းချမ်းမှုဖြစ်တယ်ဆိုတာကိုလက်တွေ့ပြသရလဲရောက်ပါတယ်။နံပါတ်3စိတ်ခွန်အားပေးနိုင်ခြင်းခေတ်ကာလအခြေအနေတွေကြောင့်စိတ်သက်သာနေသူတွေတောကရောက်နေသူတွေအတွက်ဆရာတော်တွေရဲ့ငြိမ်းချမ်းတဲ့ရုပ်သွင်းနဲ့ဇွဲလုံးလာဟာဆေးတစ်ခွက်ဖြစ်ပါတယ်။မိုင်းထောင်ချပြီးလမ်းလျှောက်နိုင်တဲ့ဆရာတော်တွေရဲ့ခန္ဓာကိုယ်နဲ့စိတ်သက်ကြံ့ခိုင်မှုကိုကြည့်ပြီးလူတွေဟာကိုယ့်ဘဝအခက်အခဲတွေကိုရင်ဆိုင်မှုခွန်အားရကြပါတယ်။ကဘာကြီးမှာကောင်းမွန်တဲ့အပြောင်းအလဲတွေကိုလှုံ့ဆော်နေတဲ့သူတွေရှိနေပါသေးလားဆိုပြီးတော့မျှော်လင့်ချက်တွေပေးပါတယ်။နံပါတ်4ဗုဒ္ဓဘာသာနဲ့တရားဓမ္မကိုမိတ်ဆက်ခြင်းအနောက်နိုင်ငံတွေကဗုဒ္ဓဘာသာရဲ့အနှစ်သာရဖြစ်တဲ့တတိ mindfulness ကရုဏာ compassion စတဲ့အကြောင်းအရာတွေကိုပိုသိလာစေပါတယ်။လူတွေဟာတရားဘာဝနာအကြောင်းကိုစိတ်ဝင်စားလာကြပြီးတော့ငြိမ်းချမ်းမှုရှာဖွေတဲ့နည်းလမ်းတွေကိုလေ့လာခွင့်ရလာကြပါတယ်။နံပါတ်5လူသားချင်းစာနာထောက်ထားမှုလမ်းခီးတစ်လျှောက်စစ်ပွဲတွေဒုက္ခရောက်နေတဲ့ပြည်သူတွေဘက်ကရက်တည်ပေးတာဖြစ်တဲ့အတွက်ကြောင့်လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေပေးဖို့လှုံ့ဆော်ရာရောက်ပါတယ်။နောက်ထပ်အနေနဲ့ငါတို့အားလုံးမိသားစုတစ်ခုတည်းပဲဆိုတဲ့စိတ်ဓာတ်မျိုးတွေရလာစေပါတယ်။အချင်းချုပ်လိုက်မယ်ဆိုလို့ရှိရင်တော့ဒီခီးစဉ်ကလမ်းလျှောက်အောင်တက်တက်မဟုတ်ဘဲနဲ့လမ်းလျှောက်တိုင်းမှာမေတ္တာပါဆိုတဲ့အတိုင်းလူသားတွေရဲ့နှလုံးသားထဲမှာငြိမ်းချမ်းရေးမျိုးစိတ်လေးတွေချပေးနေတာဖြစ်ပါတယ်။